ဝန်ခန်းမကိုရောက်သည့်အခါထိုနေရာ၌လူအများကြီးရှိမနေပေနတ်ဆိုးသားရဲတက်မည့်တာဝန်တစ်ခုကိုပေါ့ပေါ့ပပလက်ခံကမုတ်ချန်ချင်းထွက်လာခဲ့လိုက်သည်နတ်ဆိုးသားရဲတွေကကြမ်းကြုတ်တော်လဲသူ၏လက်ရှိခွန်အားဖြင့်အဆင့်အဆင့်မြင့်နတ်ဆိုးသားရဲလောက်ကပြဿနာမရှိပေအပြင်ပိုင်းဂိတ်ကိုဖျက်လာပြီးနောက်အနီးနားရှိတစ်တော်စီသို့အချိန်မဆွဲတော့ဘဲအပြေးသွားတော့၏လမ်းတစ်လျှောက်၌အချိန်ဆွဲခြင်းမရှိခဲ့ပေတာဝန်အတွက်သာမဟုတ်လျင်သူကအထုပ်ထိပ်အဆင့်ရောက်သည့်အထိကျင့်ကြံနေမည်ဖြစ်သည်ထို့ကြောင့်တာဝန်အတွက်အချိန်များကြီးမဖြုံးခြင်းပေမြ မြန်သွားမြ မြန်ပြန်ရမည်ပင်နေ့တစ်ဝက်ကြာပြီးနောက်ဖုံးကြီးမားသည့်ခန္ဓာကိုယ်ကြီးတစ်ခုကျဲလောင်သည့်အတန်နှင့်မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်အင်းခန္ဓာကိုယ်ပေါ်၌နှက်ဆိုင်သည့်ဓာရဆယ်ခုရှိနေပြီးသွေးတွေပန်းထွက်နေခဲ့သည်မကြခင်မြေပြင်ကသွေးရောင်ပြောင်းသွားခဲ့သည်ဤအရာကခရမ်းတလင်းကြောက်ဝက်ဝင်ပင်အစင်တနတ်ဆိုးတွေထဲ၌အတော်တန်မာသည်ဟုယူဆနိုင်၏ယင်းဤတိုက်ခိုက်စွမ်းနှင့်ခုခံစွမ်းနှစ်ခုလုံးကအတော်မြင့်၏အစင်တူတိုင်းပညာရှင်တွေထိုသားရဲကိုနိုင်မည်မဟုတ်ပေသတင်းအချက်လက်တွေကမားနေတာပဲဒါကအစင်တအထုပ်ထိပ်သားရဲဆိုတာရှင်းနေတာပဲကိုမုတ်ချန်ချင်းဓာမသွေးတွေကိုတုပ်လိုက်ပြီးခေါင်းခါရန်လိုက်သည်ကံကောင်းစွာဖြင့်သူခွန်အားကအတဲလေးတိုးတက်ထား၏မဟုတ်လျင်ဤနေရာမှာအသက်ရှုံးဆုံးသွားနိုင်၏ဒါကကိုရိတ်ဓာတိုင်းရဲ့ပြည့်စုံခြင်းအစင်ဖြစ်နေတာမအံ့ဩတော့ပါဘူးခရမ်းပုံစံတလင်းဝက်ဝင်ရဲ့အကာအကွယ်တောင်အသာအရကျိုးပြတ်သွားတယ်တာရဲဘော်ကဓာရတွေကိုကြည့်ပြီးမုန်းချန်ခြင်းကျေနပ်စွာခေါင်းငိမ့်လိုက်၏ကြေးဝါချက်ဝတ်တိုင်းလည်းရှိသေး၏မုန်းချန်ခြင်းခေါင်းအနှဲငယ်ငုံလိုက်သည်သူ့ညာဖက်ပခုံးကိုကြည့်လိုက်သည့်အခါထိုနေရာရှိအဝတ်ဆုပ်ပြဲနေပြီးတန်မာသည့်ကြွက်သားတွေကိုထုတ်ဖော်ပြသနေခဲ့သည်တိုက်ပွဲအတွင်းမှာခရမ်းတလင်းကြောက်ဝက်ဝင်ကကုတ်ချစ်သွားတာဖြစ်သည်ကံကောင်းစွာဖြင့်သူ၏ကြေးဝါချက်ဝတ်တိုင်းကအဆင့်၅ကိုရောက်ရှိသွားပြီဖြစ်သည်ခရမ်းတလင်းဝက်ဝင်လိုနတ်ဆိုးသားရဲတကောင်တောင်သူ့အသားပေါ်၌ထိခိုက်ဒဏ်ရာရအောင်မလုပ်နိုင်ပေငါအရှိန်ကနှေးနေသေးတယ်မုတ်ချန်ချင်းကကိုပြန်လဲသုံးသက်သူတဦးဖြစ်၏တိုက်ပွဲအတွင်းအခြေအနေကိုခွဲခြမ်းစိတ်ဖြာခဲ့၏ပြန်ရောက်ရင်လှုပ်ရှားမှုနည်းစနစ်တစ်ခုတင်ဖို့ခွင့်အရေးရှာရမယ်မုတ်ချန်ချင်းစိတ်ထဲမှာတွေးလိုက်သည်မဟုတ်သေးဘူးလှုပ်ရှားမှုနည်းစနစ်ကျွမ်းကျင်တဲ့တိုင်းပညာရှင်မိတ်ဆွေတယောက်ရှာရမယ်စနစ်ရှိနေသည်ဖြစ်၍မိတ်ဆွေဖွဲ့တာကလေ့ကျင့်ဖို့အမှန်ကန်ဆုံးနည်းလမ်းပင်ခရမ်းတလင်းဝက်ဝင်ကိုခုတ်ထစ်ပြီးနောက်အရေးကြီးအစိတ်ပိုင်းနှဲငယ်ကိုယူကာမုံချန်ချင်းလှည့်ပြန်လာခဲ့၏တာဝန်ပြီးဆုံးသွားပြီဖြစ်သည်ယခုသူကကြင်ကြံရေးမှာပဲအာယုံစိုက်နိုင်ပြီဖြစ်သည်ဟမ်10 မီတာလောက်ရောက်သည့်အခါ၌မုံချန်ချင်းရုတ်တရက်ရပ်တန့်လိုက်၏အဘဲเจ้าဆိုသောသူခြေထောက်အောက်ရှိမြေကြီးတုန်ခါမှုကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရ၏ထို့ပြင်ပိုပြင်းထန်လာပြီးအကောင်းကြီးတွေပြေးလာနေသလိုပင်ဤတစ်တော်ထဲ၌နတ်ဆိုးသားရဲတွေသာဖြစ်နိုင်၏ကြည့်ရတာငါစီကိုလာနေတဲ့ပုံပဲမုံချန်ချင်းမျက်မှောင်ကျုပ်လိုက်သည်ထို့နောက်ခြေဖျားကိုအသားအရလှုပ်ရှားကာရှိုးဟောင်းတစ်ပင်တပင်ပေါ်ခုန်တက်လိုက်၏နတ်ဆိုးသားရဲတွေကပုံမှန်မဟုတ်စွာစိတ်လှုပ်ရှားနေကြသည်တစုံတစ်ခုဖြစ်ပွားခဲ့ပုံပင်မကြာမီအဝါရောင်နဂါးတွေကဲ့သို့ဖုံလုံးတွေအနီးနားရှိတောင်စွန်းတစ်ခုနားမှပေါ်လာခဲ့သည်လက်ဆက်သက်တော့နတ်ဆိုးဝင်ပလွေအုပ်တအုပ်ဖြစ်နေခဲ့သည်တံမဏိအယိုးနတ်ဆိုးဝင်ပလွေထိုကောင်တွေကလည်းအစင်တနတ်ဆိုးသားရဲတွေဖြစ်ကြပြီးခုခံကာကွယ်မှုကြောင့်ကြော်ကြား၏ဝေါကြီးမားသည့်မိခိုးရောင်ဝင်ပလွေကြီးကထိတ်ဆုံးမှနေ၍ပြေးလိုက်လာခဲ့သည်ရင်းအော်ရာကအားကောင်းလာပြီးအစင်အထုပ်ထိပ်သားရဲတကောင်နှင့်ညီမျှ၏လူသားချင်းကြံသူနှင့်ဆိုလျင်တွေးကြောပုံတွင်းချင်းအထုပ်ထိပ်နှင့်ညီမျှ၏ဒီမျက်လုံးတွေကနီရဲနေပြီးအမုန်းတရားတွေပြည့်နှက်နေကရှေ့မှပြေးနေသည့်ပုံရိပ်ကိုကြမ်းကြုတ်စွာစိုက်ကြည့်နေခဲ့သည်ထိုအရာကငွေရောင်ဝတ်မိန်းကလေးတစ်ယောက်ပင်နှင်းစီရောင်နှခမ်းအဖြူရောင်သွားလေးတွေနှင့်လှပသည့်မျက်နှာရှိ၏ဖြူဖွေးသည့်အသားရည်ရှိပြီးမိုးပြရောင်စပင်ကတစ်ဖြက်ဖြက်လွင်ပြန်နေခဲ့သည်သူမလက်ထဲ၌ဆေးမြစ်ပင်တစ်ပင်ကိုတင်းကျပ်စွာဆုပ်ကင်ထားကာစိတ်လှုပ်ရှားမှုနှင့်ကြောက်ရွံ့တွေမျက်နှာပေါ်မှရှိနေခဲ့သည်သူမကျင့်ကြံရေးကမစိုးပေတွေးကြောပုံတွင်းချင်းအဆင့်6ကိုရောက်ရှိနေပြီဖြစ်သည်အဝိအစားကိုကြည်ချင်းအဖြစ်မုံချန်ချင်းလိုပဲထိုင်ရွမ်းကင်အပြင်စီးတပိတယောက်ဖြစ်၏နတ်ဆိုးဝန်ပလွေတွေများလာကြည်လားမုံချန်ချင်းမျက်မှောင်အနှဲငယ်ကျုပ်လိုက်၏သူတို့ထဲ၌ပိုတန်မာသည့်အကောင်တွေပင်ပါဝင်နေ၏ထိုအုပ်ထဲရောက်သွားလျင်သူတောင်အနှဲငယ်စိန်ခေါ်မှုများတာဖြစ်သည်သို့ပေမဲ့ထိုအရာကစိန်ခေါ်မှုတစ်ခုသာဖြစ်ပြီးမကျော်လွှားနိုင်သည့်အရာတော့မဟုတ်ပေထားလိုက်တော့တွေးဆုံရတာကံကြမ္မာပဲငါရဲ့လှုပ်ဆောင်နိုင်စွမ်းအတွင်းမှာဆိုတော့ကူညီတင်တယ်မ
မုံချန်ချင်းလှုပ်ရှားဖို့ပြင်လိုက်၏အဘဲเจ้าဆိုသောမုံချန်ချင်းသူ၏ထောက်လန်းရေးမျက်လုံးကိုအသုံးပြုပြီးသွားလိုပင်မိန်းကလေးနားရောက်လာသည့်အခါသူမအချက်လက်တွေပေါ်လာခဲ့သည်အခြေခံအချက်လက်အမည်ပိုင်စုရှိမျိုးနွယ်လူသားကျင့်ကြံရေးတွေးကြောပုံသွင်းခြင်းအဆင့်6ပင်ကိုပါရမီအချက်လက်အမြင့်ရိုးအဆင့်1နားလည်နိုင်စွမ်းတာလွန်တိုင်းပညာတကူတော်တက်ဖြတ်ခြင်းသား73ချောင်းကျွမ်းကျင်ပြန်တန်းဝိညုတ်ပြော့ပြောင်းခြေလန်းတစိမ့်တစ်ပိုင်းကျွမ်းကျင်ပါရမီကျွမ်းကျင်လက်ထိုအရာကိုမြင်သည့်အခါမုံချန်ချမ်းမျက်ခွန်တွေရုတ်တရက်ကျုံသွားပြီးမျက်နှာမှာအံ့အားသင့်သည့်အမူအရာတစ်ခုပေါ်လာ၏ဘလို့တောင်ခမ်းနားလိုက်တဲ့စွမ်းရည်စရာလဲသူမကိုပါရမီရှင်တယောက်ဟုခေါ်နိုင်၏မဟုတ်ပေပါရမီရှင်များကြားမှာပင်တာမန်မဟုတ်ပေဒီလိုတပည့်မျိုးအပြင်စည်းမှာဘလို့လုပ်ပြီးရှိနေတာလဲမုံချန်ချင်းအတော်လေးပဟေနီဖြစ်သွား၏သဘောတရားအရဆိုလျှင်ဤကဲ့သို့ပါရမီရှင်တပည့်မျိုးကအတွင်းစည်းကိုတိုက်ရိုက်ဝင်ရောက်တင်၏သူကခေါင်းနှဲငယ်ခါလိုက်သည်ထိုအကြောင်းကိုဆက်မတွေးတော့ပေသူ့အကြည့်တွေကတဖြည်းဖြည်းမိကဲ့သို့ပူပြင်းလာခဲ့သည်အဆင့်နှစ်အမြင့်ရိုးထိုအရာကသူ၏လက်ရှိအဆင့်၄ထက်နှစ်ဆင့်မြင့်ပြီးအတော်ရှားသည့်ပါရမီပင်သူကျင့်ကြံရေးဘလောက်မြန်လာမလဲဆိုတာစိတ်ကူးကြည့်နိုင်၏သူ့မှာသာအဆင့်နှစ်အမြင့်ရိုးရှိခဲ့လျင်အနာဂတ်၌ကျင့်ကြံရေးကပြန်တန်းသလိုမြန်ဆန်လာမည်ပင်သူကဖြည်းဖြည်းချင်းခါမှဓားရှည်ကိုဆွဲထုတ်လိုက်ပြီးခက်ဖြော့ဖြော့ပြုံးတစ်ခုမုံချန်ချင်းနှကန်းပေါ်မှပေါ်လာခဲ့သည်ငါရဲ့ချစ်လှစွာသောသူစိမ့်လေးရေငါမင်းကိုကယ်ဖို့ဆုံးဖြတ်လိုက်ပြီဤအချိန်၌အခြားမည်သူစကားမှအရေးမပါတော့ပေဝေါခေါင်းဆောင်ဝန်ပလွေရုတ်တရက်ဟိန်းဟောက်ပြီးအရှိန်မြင့်လိုက်ရင်းဤခြုံထက်သည့်လက်သေးတွေကမိန်းကလေးဤကြောကိုကုတ်ချစ်လူနီးပါပင်သို့ပေမဲ့မိန်းကလေးဤလှုပ်ရှားမှုနီးလန်းကအတော်ထူးခြား၏ပျော့ပြောင်းသည့်တိမ်တိုက်များရွေ့လျားနေတကဲ့သို့ချက်ချင်းရှောင်တိန်လိုက်၏သို့ပေမဲ့မိန်းကလေးဤအသားအရည်အနှဲငယ်ဖြော့တော့သွား၏ရှင်းလင်းစွာပဲသူမကြောက်ရွံ့နေသေး၏သူမကသွေးကြောပုံသွင်းခြင်းအဆင့်6သာဖြစ်ပြီးဤအဆင့်ရှိသည့်နတ်ဆိုးသားရဲကိုရင်ဆိုင်ရာ၌ပြိုင်ပတ်မဟုတ်ပေလှုပ်ရှားမှုနည်းစနစ်ပေါ်သာမိခိုပြီးလွတ်အောင်ရှောင်တိန်နေရတာဖြစ်သည်သို့ပေမဲ့ဝန်ပလွေ၏အရှိန်ကလည်းထူးခြား၏ဤပုံစံအတိုင်းဆိုလျင်သူမဖမ်းမိသွားမှာကြောက်ရ၏ဆရာငါဘာလုပ်ရမလဲမိန်းကလေးကစိတ်ထဲမှမေးလိုက်သည်အခုတော့ဆက်ပြေးထားလိုက်အောင်ဆရာမှာခွန်အားအများကြီးမကြံတော့ဘူးအရေးကြီးအခိုက်အတန့်မှာပဲသုံးလို့ရမှာမဟုတ်ရင်ဆရာနောက်တစ်ချိန်အိပ်ဆက်သွားလိမ့်မယ်အတန်ကမိန်းကလေးလက်ရှိလက်စွပ်မှထွက်ပေါ်လာခဲ့သည်တို့ပေမဲ့ခဏနေတာသူမနောက်ရှိဝန်ပိုးတွေကနောက်တစ်ချိန်အရှိန်မြန်လာခဲ့သည်ရင်ပတ်ဆက်မှသွေးနှံကိုတောင်ရှင်းရှင်းလင်းလင်းရလာခဲ့၏မိန်းကလေး၏အမူအရာအနှဲငယ်ပြောင်းလဲသွား၏သူမကအန်ကျိတ်ကနောက်လှည့်ပြီးဓားဆွဲထုတ်လိုက်သည်အဘဲเจ้าဆိုတော့နောက်ထပ်လွတ်မြောက်ဖို့လမ်းမရှိတော့သောကြောင့်ပင်ထန်ဓားကဝန်ပလွေလက်သေးတွေဖြင့်တွေ့ဆုံသွားပြီးမိဘွားတွေလွင့်စင်လာခဲ့သည်မိန်းကလေးရုတ်တရက်အပြင်းထန်တိုက်ခိုက်ခံလိုက်ရပြီးနောက်သို့လွင့်ထွက်သွားကပါဇက်မှသွေးအံလိုက်ရ၏တိတာစွာပင်ဒဏ်ရာအပြင်းထန်ရသွားပြီပင်တို့ပေမဲ့ဝန်ပလွေကမရက်ပေနောက်တစ်ကြိမ်ပြန်ရောက်လာပြီးမိန်းကလေးကိုတတ်ဖို့ပြင်လိုက်၏ထိုအရာကိုမြင်သည့်အခါမိန်းကလေး၏မျက်ခွန်တွေအနှဲငယ်ကျုံသွားပြီးခန္ဓာကိုယ်တစ်ခုလုံးတသိမ့်သိမ့်တုန်ရင်းနေခဲ့သည်ထားလိုက်တော့ဆရာအတွက်ဝိညာဉ်အားဖြစ်စေပင်ရှာပေးဖို့အမှတ်ရပါအတန်ကလက်စွပ်မှထွက်ပေါ်လာပြီးအတော်လေးအကူအညီမဲ့နေခဲ့သည်သို့ပေမဲ့ထိုခိုက်တန်း၌အတန်တစ်ခုထွက်ပေါ်လာခဲ့သည်ညီမလေးမကြောက်နဲ့ထို့နောက်မိန်းကလေးနှွေးထွေးသည့်ပွေ့ဖက်မှုကိုခံစားလိုက်ရ၏သူမဘယ်တော့မှမခံစားဘူးသည့်အနက်တစ်ခုကိုရလိုက်၏နှစ်သက်စရာအနက်တစ်ခုပင်သူမကတဘာဝအလျောက်ခေါင်းမော့ကြည့်လိုက်၏တို့ပေမဲ့သူမမြင်လိုက်သည့်အရာကချုံမောခန့်ညာသည့်မျက်နှာတစ်ခုဖြစ်နေခဲ့၏ကျယ်တွေကဲ့သည့်တောက်ပသည့်မျက်လုံးဓာတ်တစင်းကဲ့သို့မျက်ခုံးတွေပုံမြင်တွေထဲကအဖြူရောင်ဝစ်စုံဝစ်လူငယ်များအတိုင်းပင်အစောပိုင်းတုန်ခါနေသည့်လက်စွပ်လဲရုတ်တရက်ငြိမ်သက်သွား၏ဝေါအတိရောက်လာသူ၏ခွန်အားကိုခံစားမိပြီးခေါင်းဆောင်ဝန်ပလွေရက်တန်းလိုက်၏အခြားဒါဇင်နှင့်ချီသည့်ဝန်ပလွေတွေရင်းကိုဝန်းရံထားခဲ့သည်သွားဖြဲကမန်ဖီနေကြပြီးကင်းတို့မျက်လုံးထဲမှတက်ဖြတ်လိုစိတ်တွေအပြည့်ပင်နေအောင်ကြီးကထွန်းလင်းစွာတောက်ပနေခဲ့သည်အနှဲငယ်အေးမြေသောလေပြေသည်တောင်တန်းများကြားမှတိုင်ခတ်နေပြီးမိန်းကလေး၏မျက်နှာကိုလည်းတိုက်ခတ်နေခဲ့သည်သူမယုတ်တရက်အတိပြန်ဝင်လာပြီးပါပြင်းတွေနီးရဲသွားကအလင်းအမြန်ပဲမုံချန်ချင်းပွေဖက်မှုကယုံထွက်လိုက်၏ငါကိုကယ်လို့ကျေးဇူးတင်ပါတယ်စီနီယာကို
ရောက်လာသူ၏အဝတ်စားကိုကြည်ချင်းအဖြစ်သူလဲထိုင်ရွမ်းကိုင်းအပြင်စီးတယောက်ဆိုတာတိတာ၏ကျေးဇူးတင်တဲ့စကားအတွက်တော့နောက်မှပြောကြတာပေါ့ဂျူနီယာညီမအရင်ဆုံးနားပြီးဒဏ်ရာကူးလိုက်ပါမုတ်ချန်ချင်းပိုင်စုရှိကိုအနှဲငယ်ပြုံးပြီးကြည့်လိုက်သည်တစ်ချိန်တည်းမှာပဲစိတ်သက်သာရာရစွာတက်ပြင်းချလိုက်သည်ဤဝန်ပလွေသားရဲ့၏အရှိန်ကအနှဲငယ်မြန်၏သူနောက်ကျလူနီးပါဖြစ်သွား၏ထို့နောက်ဦးဆောင်လာသည့်ဝန်ပလွေကိုကြည့်ပြီးသူ့မျက်လုံးတွေအနှဲငယ်အေးဆက်သွား၏နောက်ဆုံးမှာမှဤကဲ့သို့ပါရမီရှင်မျိုးနှင့်ဆုံတွေ့ရတာဖြစ်၏သူမသာဤနေရာမှာတည်သွားလျင်ကြီးမားသည့်ရှုံးဆုံးမှုကြီးပင်သူမကသူ့မိတ်ဆွေဖြစ်ရမည်မဟုတ်သေးဘူးအရင်နှီးဆုံးမိတ်ဆွေပင်စီနီယာကိုငါတို့ဖောက်ထွက်ဖို့နီလန်းရှာရမယ်ပိုင်စုရှိသူမပါဇက်ထောင်းမှသွေးတွေကိုတုပ်လိုက်ပြီငါမှဂျူနီယာညီမလိုလှုပ်ရှားမှုနီလန်းမရှိဘူးမုံချန်ချင်းသူ့ဓာတ်ကိုကင်ပြီးရှေ့ထွက်လာလိုက်သည်ဒီတော့ငါဒီကောင်တွေကိုတတ်ပဲတတ်နိုင်မှာတတ်မယ်ပိုင်စုရှိကြောင်းသွား၏ဤစီနီယာအကိုကသွေးကြောပုံသွင်းခြင်းနဲ့ပဲအစင်ကိုအော်ရာကိုထုတ်ဖော်ထားတော်လဲခေါင်းဆောင်ဝန်ပလွေကလည်းအစင်တက်အထုပ်အထိပ်ဖြစ်ပြီးအတော်အားကောင်း၏ထို့ပြင်ပတ်လဲ၌များစွာသောနတ်ဆိုးဝန်ပလွေတွေရှိနေသေးသည်အနိုင်ဖို့အခွင့်အရေးကနဲလွန်း၏ဒီကလေးကနည်းနည်းတော့မောက်မာလွန်းနေတယ်ပိုင်စုရှိစိတ်ထဲ၌အိုမင်းသည့်အတန်တတန်မဲ့တင်ထက်လာ၏သူကပါရမီရှင်တပည့်တယောက်မဟုတ်ဘူးဘလို့တောင်ဒီလိုစကားမျိုးပြောရရတာလဲနောက်ပြီးလို့သူရှုံးသွားရင်လွတ်မြောက်ဖို့အခွင့်အရေးရှာထားဒါမလုပ်သင့်ဘူးစီနီယာအကိုကကျမကိုကယ်ဖို့ဒီမှာပိတ်မိသွားတာလေပိုင်စုရှိချက်ချင်းပြန်ပြောလိုက်၏ငါဘဝမှာစိုးရုပ်တဲ့အရာတွေအများကြီးလုပ်ခဲ့ဘူးတယ်ဘလို့လုပ်ပြီးမင်းလိုဖြူစင်ကျင်နာတတ်တဲ့တပည့်မျိုးရှိလာတာလည်းမသိဘူးအတန်အကူညီမဲ့နေခဲ့သည်တည်သွားတဲ့မိတ်ဆွေတယောက်ကညံပြင်းတဲ့တာအိုကျင့်ကြံသူတယောက်ထက်မတာဘူးဆိုတဲ့စကားပုံကိုမင်းမကြားဘူးလားမင်းသာဒီနေရာမှာတည်သွားရင်ဘလို့လက်စားချေမလဲအဲ့လိုဆိုရင်တော့ကျမဒီလိုကိစ္စမျိုးမလုပ်နိုင်ဘူးပိုင်စုရှိခေါင်းခါရမ်းလိုက်၏သူမ၏နှင်းကဲ့သို့ဖြူဖွေးသည့်မျက်နှာ၌ပြတ်သားသည့်ဆုံးဖြတ်ချက်တွေရှိနေခဲ့သည်မဟုတ်ရင်ကျမတဘဝလုံးအပြစ်ရှိစိတ်နဲ့ရှင်သန်နေရလိမ့်မယ်အယူပဲဒေါ်တရကြီးကျိန်ဆဲတန်နှင့်အတူအတန်ပြောက်ကွယ်သွားခဲ့သည်တစ်ချိန်တည်းမှာပဲအစောပိုင်းငြိမ်သက်နေသည့်လက်စွပ်ကတဖန်လှုပ်ရှားလာခဲ့သည်တိတာစွာပဲလှုပ်ရှားဖို့ပြင်နေခြင်းပင်သူကဤရုတ်တရက်ပေါ်လာသည့်လူငယ်လေးကလက်ရှိအခြေအနေကိုဖြေရှင်းနိုင်မယ်လို့မယုံကြည်ပေစီနီယာကိုသူတို့ရဲ့အဓိကပြစ်မှတ်ကငါပါငါသူတို့တဲကအချို့ကိုများခေါ်သွားလိုက်မယ်နင်းမြင့်ပြေးတင်တယ်ပိုင်စုရှိမုံချန်ချင်းပေးနာကိုလာပြီးတီးတူးပြောလိုက်သည်ထိုအရာကိုကြားသည့်အခါမုံချန်ချင်းမျက်လုံးတွေအံ့အားသင့်မှုအချို့ပြသလာ၏ဤမိန်ကလေးစိတ်တက်ကအတော်ကောင်း၏တာမန်လူတယောက်ဆိုလျင်အခုချိန်မှာထွက်ပြေးသွားပြီပင်မင်းငါကိုယုံကြည်မှုရှိစမ်းပါငါကအရန်ကြီးမတန်ပါပေမဲ့ဒီဝန်ပလွေနတ်ဆိုးတွေကိုရင်ဆိုင်ဖို့ကတော့ပြဿနာမရှိပါဘူးမုံချန်ချင်းပေါ့ပေါ့ပပရေလိုက်၏ဒါပေမဲ့ပိုင်စုရှိမျက်နှာအယုတ်ဆိုးသွား၏သူမလည်းသူမဆရာကဲ့သို့အတွေးမျိုးရှိ၏မုံချန်ချင်းကတော့ရှေ့ကိုရှောက်ထွက်သွားပြီပင်လူတယောက်ဓာတ်တစ်ချောင်းနဲ့နှင်းကဲ့သို့ဖြူဖွေးသည့်အဝတ်အစားကိုဝတ်ဆင်ထား၏နေရောင်ခြည်အောက်၌အတော်လေးတောက်ပလွန်းလာသည်ဝေါပုံရိပ်နီးကပ်လာတာကိုမြင်သည့်အခါခေါင်းဆောင်ဝန်ပလွေမျက်လုံးထဲရှိအေးစက်မှုတွေပြင်းထန်လာခဲ့သည်ထို့နောက်ကင်းကခုံအုပ်ပြီးမုံချန်ချင်းစီအပြေးသွားကတိုက်ခိုက်လိုက်၏နတ်ဆိုးသားရဲဆိုသည့်အတိုင်းပင်ရင်းခွန်အားကတမ္မာလာ၏ထိုလက်သေးတွေကကြောက်တုံးတွေကိုတောင်အလွယ်တကူကွဲကြေနိုင်စေပြီးတာမန်လက်နက်ဆိုရင်တော့ပြောနေစရာကိုမလိုပေသို့ပေမဲ့မုံချန်ချင်းမရှောင်ပေထိုအစားသူ့ဘက်ဖက်လက်သီးကိုစုပ်ကာဝန်ပလွေနဲ့ဆိုးသားရဲ၏ဦးကောင်းကိုထိုးချလိုက်၏တည်ချင်နေတာပဲအိုမင်းသည့်အတန်နောက်တစ်ဖန်ပဲ့တင်ထက်လာလေသည်နတ်ဆိုးသားရဲတွေ၏အရေးပြားကမွေးကလေးကလူသားတွေထက်ပိုတန်မာ၏ခန္ဓာတန့်စင်တိုင်းပညာလေ့ကျင့်ထားသည့်လူသားတွေမှသာနတ်ဆိုးသားရဲတွေနှင့်ထိတ်တိုက်တိုက်ခိုက်ရဲတာဖြစ်သည်ထို့ပြင်ဤလူငယ်လေးပုံစံကတန်ရှင်းသက်ရဲ့၏ခန္ဓာတန့်စင်ထားသည့်လူတစ်ယောက်နှင့်လုံးဝမတူပေဤကဲ့သို့အပြုအမူကအမှန်တကယ်ကိုတေလန်းရှာနေတာပင်ပိုင်စုရှိမျက်လုံးတွေလည်းစိုးရိမ်သည့်အမူအရာတွေပြသလာ၏သို့ပေမဲ့နောက်ဖြစ်လာသည့်မြင်ကွင်းကသူတို့နှစ်ယောက်လုံးကိုကြောင်သွားစေခဲ့သည်ဖုံးရှေးကောင်းလောင်းကြီးတစ်ခုကိုတီးလိုက်တယ်လို့ပင်မုံချန်ချင်း၏ဘဲလက်ကကြေးဝါကဲ့သို့ဖြစ်နေပြီးမဖြက်စီးနိုင်သည့်အော်ရာတွေထုတ်လွှတ်နေပြီးဝန်ပိုလွေလက်သေးနှင့်တွေ့ဆုံသွားသည့်အခါမိဘွားတွေလွှင့်ဆင်သွားခဲ့သည်မုံချန်ချင်းနောက်ဆုတ်မသွားရုံသာမကမိသည့်တန်ရာမှမရလိုက်ပေချစ်ရာအနှဲငယ်သာသူ့လက်သီးပေါ်မှကြံခဲ့၏ကြေးဝါချက်ဝတ်တိုင်း
ပိုင်စုရှိ၏ကြည်လင်လှပသည့်မျက်လုံးတွေကျုံမြောင်းသွားပြီးမတိစိတ်အရာပြောလိုက်သည်ပြည့်စုံခြင်းအဆင့်ကြေးဝါချက်ဝတ်တိုင်းသူနတ်ဆိုးသားရဲနှင့်ထိတ်တိုက်ရင်ဆိုင်ရဲတာမအံ့ဩတော့ပါဘူးအိုမင်းသည့်အတန်၌အံ့ဩသည့်အရေးအယောင်တွေပြသလာ၏ဝေါပထမဆုံးတိုက်ခိုက်မှုကြာရှုံးသွားသောအခါသူရှိလူသားကမလွယ်ဘူးဆိုတာဝန်ပုတ်တွေခေါင်းဆောင်နားလည်လိုက်၏ရင်းကချက်ချင်းပဲဟိဟောက်တန်ထုတ်ဖော်လိုက်ရာပတ်ဝန်းကျင်ရှိဝန်ပုတ်တွေနဲ့ဆိုးတွေမုံချန်ချင်းစီသို့ပြေးဝင်သွားကြ၏ဤအရာကအဖွဲလိုက်ဝိုင်းတက်ဖို့ကြံရွယ်နေခြင်းပင်စီနီယာကိုကျမအကိုကိုကူညီမယ်ပိုင်စုရှိသူမတ်သားနှင့်အတူရှစ်တက်လာခဲ့သည်တို့ပေမဲ့မျက်တောင်တစ်ခတ်အတွင်းမှာပဲမုံချန်ချင်းညာလက်တွင်ဓားကိုကင်ထားပြီးခုတ်ပိုင်းလိုက်သည့်မျက်စိကျိန်းလောက်သည့်ဓားအလင်းတန်းတွေလက်ခနဲ့လက်လာကတရိပ်ကိုကူကဘေးတိုက်ပြေးထွက်သွားခဲ့သည်ပြေးလာကြသည့်နတ်ဆိုးဝန်ပလွေတွေတကောင်ပြီးတကောင်ထိုးဖောက်ခံလိုက်ရပြီးမြေပြင်ပေါ်လဲကြကတေဆုံးသွားကြ၏ထို့နောက်ပိုများသည့်ဓားချက်တွေကိုခုတ်ပိုင်းလိုက်၏တိတ်သေးသည့်ဓားရိပ်တွေထွက်ပေါ်လာပြီးပက်လဲကိုလှဲကျင်းသွားခဲ့သည်ဘန်းခန္ဓာကိုယ်ရင်းမြေပြင်ပေါ်ပြုတ်ကျနေပြီးပြင်းထန်သည့်သွေးနှံကတောင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့သည်တိုက်ခတ်နေသည့်လေတောင်ပင်ကိုပျောက်ကွယ်သွားအောင်မလုပ်နိုင်ပေခေါင်းဆောင်ဝန်ပလွေသာနေရာမှာကြောင်လျက်သားရက်နေပြီးရင်းမြင်နေရတာကိုမယုံနိုင်ဖြစ်နေခဲ့သည်အရန်တန်မာတာပဲပိုင်စုရှိလေအေးတွေရှူသွင်းလိုက်၏သူမ၏လှပသည့်မျက်လုံးတွေထဲမှတုံလုံးမှုတွေအပြည့်ပင်ဓာတစ်ချောင်းအရေးကိုခုဒါကကိုရိတ်ဓာတိုင်းရဲ့ပြီးပြည့်စုံခြင်းအဆင့်ပဲအိုမင်းသည့်အတန်တုံရင်နေ၏တခဏတိတ်ဆိတ်ပြီးနောက်မှသာနောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်ငါမားသွားတာပဲလူသားအဆင့်တိုင်းပညာနှစ်ခုကိုပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံနိုင်တဲ့သူဒီလောက်မောက်မာနေတာမထူးဆန်းတော့ပါဘူးသူ့မှာတကယ်ပဲမောက်မာဖို့အရေးချင်းရှိတယ်ကောင်းတယ်ငါလှုပ်ရှားဖို့မလိုတော့ဘူးဝေါခေါင်းဆောင်ဝန်ပလွေအတိပြန်ဝင်လာခဲ့သည်ကင်းမျက်လုံးတွေကဒေါသတွေနှင်းပြီးနှက်နေပြီးဟိန်ဟောက်ကပြေးဝင်လာခဲ့သည်ခွန်အားကအမှန်တကယ်ပင်အားကောင်းလာ၏တို့ပေမဲ့ကံမကောင်းစွာပဲမုံချန်ခြင်းကပိုအားကောင်း၏တခဏမျှကြာပြီးနောက်ဖုံးဝန်ပိုလွေကောင်းဆောင်၏အသက်မဲ့ခန္ဓာကိုယ်ကြီးမြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်မုံချန်ခြင်းသူ့ဓားကိုတင်ပြီးစိတ်သက်သာရစွာတက်ပြင်းချလိုက်သည်စကပုံတွေကအမှန်ပင်တိုက်ပွဲကလူတစ်ယောက်ဤခွန်အားကိုနားလည်ဖို့အကောင်းဆုံးနည်းလမ်းပင်ဤဝန်ပလွေတွေနှင့်ရင်ဆိုင်တာအတော်လေးခက်ခဲမည်ဟုသူထင်ခဲ့၏ဤလောက်ရိုးစင်းနေမည်ဟုမြည်သူထင်ထားမည်နီကြည့်ရတာသူကသူ့ခွန်အားကိုအနှဲငယ်ရော့တွက်ထားပုံပင်တို့ပေမဲ့ထိုအရာကနားလည်ပေးလို့ရ၏လူသားအဆင့်တိုင်းပညာနှစ်ခုကိုပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံနိုင်တာကိစ္စတည်တည်လေးမဟုတ်ပေတွေးကြောပုံသွင်းခြင်းနယ်ပယ်၌ပြိုင်ဘက်ကင်းဖြစ်ဖို့လုံလောက်၏အတွေးတွေကိုဖယ်ထုတ်လိုက်ပြီးမုံချန်ခြင်းတစ်ဖက်လှည့်လိုက်သည်တိုက်ပွဲအတွင်း၌အင်ကြီးသွေးအချို့ဆွန်းခြင်းကငကိုသိမ်မွေ့ညင်သာသည့်သူ့အမူအရာကိုကြမ်းကြုတ်သွားစေ၏တို့ပေမဲ့ထိုအရာကသူ့အားပိုပြီးဆွဲဆောင်မှုရှိသွားစေခဲ့သည်ကျေးဇူးတင်ပါတယ်စီနီယာကိုမုံချန်ခြင်းနှင့်အကြည့်ချင်းဆုံသွားသည့်အခါပိုင်စုရှိချက်ချင်းပဲလက်ချင်းရှက်ကပြောလိုက်သည်သူမမျက်နှာပေါ်၌ကျေးဇူးတင်မှုတွေရှိနေခဲ့သည်ဤစီနီယာအကိုเจ้าသာမဟုတ်လျင်ယနေ့အခြေအနေကသူမဆရာဖြည့်ရှင်းပေးမှရမှာဖြစ်သည်တို့ပေမဲ့သူမဆရာကအလွန်အားနည်းသည့်အခြေအနေမှာရှိနေ၏လှုပ်ရှားလျင်နှစ်နှစ်ချိုက်အိပ်ပျော်သွားပြီးဘယ်အချိန်မှပြန်နိုးလာနိုင်မည်ကိုမည်သူမှမသိပေဂိုင်းတူတပီးတွေဒုက္ခရောက်နေရင်တယောက်နဲ့တယောက်ကူညီတင်တာပဲလေကျေးဇူးတင်ဖို့မလိုပါဘူးငါနာမည်ကအမုံချန်ချင်းမှာဂျူနီယာညီမနာမည်ကိုသိခွင့်ရှိမလားမုံချန်ချင်းအပြုံးတစ်ခုနှင့်ချီးကပ်လာခဲ့၏သူကစိတ်သဘောထားနူးညံ့ပြီးချုံမောခံရသည့်မျက်နှာရှိ၏ထိုအရာကလူတွေသူ့အားသဘောကျသည့်ခံစားချက်ကိုအလွယ်တကူဖြစ်ပေါ်စေ၏ထို့ပြင်သူကခုလေးတင်မှပိုင်စုရှိကိုကယ်တင်ခဲ့တာဖြစ်သည်ထို့ကြောင့်ပိုင်စုရှိသူ့ကိုတတိအရန်ကြီးထားမနေတော့ပေကျမနာမည်ကပိုင်စုရှိပါဂိုင်းဝင်တာ2လပဲရှိပါသေးတယ်ပိုင်စုရှိရိုးရိုးတသားပဲပြန်ဖြေလိုက်၏2လမုံချန်ခြင်းမျက်ခုံးတွေအနှဲငယ်မြင့်တက်သွား၏ကြည့်ရတာပိုင်စုရှိကဂိုင်းထဲဝင်ရောက်ပြီးမှကျင့်ကြံခဲ့ပုံပင်မဟုတ်လျင်သူမ၏အဆင့်2အမြင့်ရိုးဖြင့်အခုချိန်မှာတွေးကြောပုံတွင်းခြင်းအဆင့်6ပဲရောက်တာကမဖြစ်နိုင်ပေ